အိမ်ဝင်ရှုံးပွဲမရှိစံချိန်နဲ့ချန်ပီယံလိမှာတွေ့ရတော့မယ် United အမဆိုင်ကိုအားပေးနေတဲ့ညီကိုတွေအားလုံးမင်္ဂလာပါဗျာမနေ့ည United နဲ့ Villa နဲ့ပွဲမှာဒုတိယပိုင်း45မိနစ်က United အတွက်တကယ်ကိုအကြီးကျယ်ခမ်းနားတဲ့အလှည့်ပြောင်းပါပဲဒီနိုင်ပွဲကြောင့်အခုဆိုရင်ယာယီနီးပြ Michael Carrick လက်ထက် Old Trafford ကွဲမှာ9ပွဲကစား9ပွဲစလုံးအနိုင်ရထားပြီးတော့အိမ်ဝင်ရှုံးပွဲမရှိစံချိန်ကိုဂုံတိတ်ကရှိရှိဆက်လက်ထိန်းထားနိုင်ပါပြီအခုချိန်အမှတ်ပေးစရာ table ကိုကြည့်လိုက်တာနဲ့အရန်ကိုကျင်းနေစရာကောင်းနေပြီးတော့ဒီနိုင်ပွဲက United အတွက်ရောယာယီနီးပြ Michael Carrick အတွက်ပါချန်ပီယံလိဝင်ပွဲအတွက်တကယ်ကိုကြီးမားပြီးတော့အရေးပါလွန်းတဲ့နိုင်ပွဲပါပဲဒီရာဒီမှာ United အတွက်အရေးကြီးဆုံးပွဲစဉ်3ပွဲပဲရှိပါတော့တယ်ဒါတွေက Villa, Chelsea နဲ့ Liverpool တို့ပါအခုတော့အဲ့ဒီအထက်ကအဓိကပြိုင်ဘက်ဖြစ်တဲ့ Aston Villa နဲ့ပွဲကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီအမှတ်ပေးစရာမှာလည်းအစင်လုံးနေရာကိုဂုံတိတ်ကရှိရှိရက်တည်နေနိုင်ပြီဖြစ်ပါတယ်ပွဲစဉ်အကြောင်းကိုအသေးစိတ်သုံးသပ်မှုမစခင်မှာပဲဗီဒီယိုကို like and subscribe လေးလုပ်ပြီးတော့ကျွန်တော်တို့ကို support ပေးသွားကြပါဦးလို့ပဲတောင်းဆိုပြပါဗျာပွဲစဉ်အစပထမပွဲတုန်းမှာတော့ Newcastle နဲ့ပွဲတုန်းကအချိန်မသေးသေးပဲနဲ့အားမလို့အားမရဖြစ်စရာတွေဒီပွဲအထိဆက်ပြီးပါလာတယ်လို့ပဲလို့ထင်ခဲ့ရပါသေးတယ်စဉ်းစားကြည့်ပါကျွန်တော်တို့စီမှာဒီပွဲအတွက်ပြင်ဆင်မှုအချိန်2ပတ်လောက်နီးပါအချိန်ရပါတယ်ဒါပေမဲ့ပထမပိုင်းမှာကစားသွားတာကပြင်ဆင်မှုအားနည်းတယ်လို့မဆိုလို့ချင်ပေမဲ့လုံးဝကိုအားမပါပဲကန်းနေခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းလည်းရောက်ရောအရာအလုံးကစောက်ထိုးမှုမျိုးပြောင်းလဲပြစ်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းမှာကျွန်တော်တို့အသေးရဲ့ကစားကွက်တန်ဖိုးကိုအကောင်းဆုံးမြင့်တင်နိုင်ခဲ့တယ်ပြိုင်ဘက်ကိုအသေးလည်းဖိအားပေးနိုင်ခဲ့တယ်ဒီလိုကစားကွက်အရှိန်ဟုန်အသက်ဝင်လာအောင်အဓိကဆွမ်းဆောင်ပေးခဲ့တဲ့သူကလည်းတယောက်တည်းပါပဲအဲ့ဒီလူကတော့ကျွန်တော်တို့ရဲ့အသေးကပတိန် Bruno Fernandes ပါပဲအခုဆို Bruno ဟာ Manchester United အတွက် Premier League တရားဒီထဲမှာဂိုးဖန်နီးမှုအများဆုံးပြုလုပ်ထားတဲ့ David Beckham ရဲ့15ချိန်စံချိန်ကိုတရားဝင်ချိုးဖောက်သွားနိုင်ခဲ့ပါပြီဒီပွဲကဖန်နီးမှုဟာသူ့အတွက် DRD ရဲ့16ချိန်မြောက်ဂိုးဖန်နီးမှုအဆင့်ဖြစ်လာခဲ့ပြီးတော့ထိတ်ဆုံး DRE Honorary ရဲ့ဂိုးဖန်နီးမှုအချိန်20စံချိန်ကိုလိုက်မိဖို့အပြင်းထန်စူးစမ်းနေရပါပြီဒုတိယပိုင်းမှာ United ဟာပထမပိုင်းကတတိတတပိုးကောင်းလာခဲ့ပါတယ်ပထမဦးဆုံးဂိုးဖွင့်ကိုကြည့်လိုက်ပါ Bruno ရဲ့ဒေါင်းကန်ဘောကနေ Casemiro ခေါင်းတိုက်သွင်းယူသွားတာပါအဲ့ဒီခေါင်းတိုက်ချက်ရဲ့နီးစနစ်ပိုင်းကလုံးဝကိုယုံကြည်နိုင်ကြမရှိတော့အမိုက်စားပါပဲဂိုးပေါက်ကိုကြောပေးပြီးတော့ခုံလိုက်တယ်ပြီးတော့နောက်ကိုလှမ်းပြီးတော့တိုက်ချလိုက်တာကတိုင်ကိုထိပြီးတော့ဝင်းသွားတာပါဒါက Casemiro အတွက် DRD 9ဂိုးမြောက်အတွင်းဂိုးဖြစ်တယ်လို့6ဂိုးက set piece ကနေပြီးတော့ရောက်ထားတာပါ DRD Premier League မှာ Bruno Fernandes Casemiro သွင်းယူတဲ့ပတ်တန်ဟာဂိုးအများဆုံးသွင်းယူနိုင်တဲ့အကောင်းဆုံးပတ်တန်အဖြစ်ရပ်တည်နေပါတယ်ဘယ်ကစားသမား2ယောက်မှဒီ2ယောက်လောက်အချိတ်ဆက်မမိကြပါဘူး DRD United အတွက် set piece တွေကတကယ်ကိုအန်ဒီရပေးနိုင်တဲ့လက်ဖြစ်လာခဲ့ပြီးတော့ Casemiro ကလည်းအရေးပါတဲ့အချိန်တွေမှာအမြဲတမ်း condition ဖြစ်လာပြန်ပါပြီဒီလိုကစားသမားမျိုး United ကနေထွက်ခွာသွားမယ်ဆိုတော့တကယ်ကိုဝမ်းနေမိပါတယ်ဒါပေမဲ့ဒီလိုအဖွင့်ကိုရပြီးတိတ်မကြခင်ပါပဲ Villa ကခြေပါကိုပြန်သွင်းခဲ့တယ်ကိုပေးလိုက်တာကိုကြည့်ရတာနည်းနည်းတော့ရုပ်ဆိုးပါတယ်ဒါယာဘီကနေဘာဂလေစီကိုဖျက်တင်လိုက်တယ်အဆုံးသက်ကတော့ကောင်းပါတယ်ဂိုးသွင်းပြီးတော့ဘာဂလေကအေးငါတင်မနဲ့ထိပြီးဝင်သွားတာကဆိုရပုံစံမျိုးလုံးပြနေပါသေးတယ်ဘာပဲဖြစ်ဖြစ် Villa ဘက်ကလည်းပြစ်ဒဏ်ပေါ်မပေးခဲ့ပါဘူး United ကချက်ချင်းဆိုလို့ Bruno စီကနေတကယ်ကိုအစိမ့်နှမ်းမြင့်လွန်တဲ့ဖြတ်ပို့မှုကြီးထွက်လာပါတယ်ဒီပေးပို့မှုကိုအဆုံးသက်သွားတဲ့ကိုညာရဲ့တွင်းကိုကလည်းပေးပို့မှုနဲ့ဒန်းတူအမိုက်စားပါပဲကိုညာနဲ့အမ်ဘူမိုတို့2ယောက်ကိုကျွန်တော်နှိုင်းရှင်ပြပါမယ်အသင်းကဖောင်ကောင်းနေတဲ့အခွင့်အရေးတွေအများကြီးရနေတယ်တံပြန်တိုက်စစ်တွေဆင်းနေရတယ်ဆိုရင်ကျွန်တော်ကအမ်ဘူမိုကိုပိုးပြီးတော့သဘောကျပါတယ်ဒါပေမဲ့အဆုံးသက်တယ်မဟုတ်ဘဲနဲ့ကိုယ့်ဘာသာဖန်တီးနိုင်ဆိုပိုးရှိတဲ့ကစားသမားမျိုးကိုလွဲလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကကိုညာကိုပဲရွေးချယ်ပါပါကိုညာရဲ့ဂိုးကအရင်ကိုမိုက်ပါတယ်ပထမ1 touch နဲ့ခန္ဓာကိုယ်ကိုနေရာယူလိုက်တယ်ဒုတိယ second touch မှာတဲ့ဂိုးအောက်ခြေထောင်ထဲကိုပြင်းပြင်းထန်ထန်ကန်းသွင်းလိုက်တာပါအဲ့နောက် 3-1 ဖြစ်သွားပေမဲ့အပိတ်ဂိုးကတော့အရင်ကနေထလာတဲ့ Shesko C ကပါကွင်းထဲကဝင်လာတာဘယ်လောက်တောင်ကြာသေးလို့လဲ9မိနစ်လောက်ပဲရှိအောင်မယ်ထင်တယ်ကိုညာ C ကနေဖြတ်တင်လိုက်တဲ့ဘောလုံးကရှေ့မှာကျလာတယ် Shesko ကဘာမှတော့မစင်စားတော့ပါဘူးသူကဂိုးပေါက်ကိုကြောပေးထားရတာဖြစ်နေတယ်လို့သူ့ရှေ့မှာလည်း Villa ကစားသမား4-5-6လောက်ပိတ်နေတာပါဒါပေမဲ့ဂီယွန်ဆိုင်ပါဘူးချက်ချင်းကန်သွင်းလိုက်တာတိုင်ပန်းနဲ့ထိပြီးတော့ဝင်သွားခဲ့ပါတယ်ဒါဟာအလိုလျောက်တုံ့ပြန်မှုအယမ်းမြန်တဲ့တိုက်စစ်မှုတယောက်ရဲ့အဆုံးသက်သွင်းဂိုးပါပဲ Shesko ရဲ့ကစားရတဲ့မိနစ်နဲ့သွင်းဂိုးအချိုးဟာ Premier League မှာအကောင်းဆုံးဖြစ်နေလောက်ပါပြီပထမပိုင်းအပြီးနားချိန်ယာယီနီးပြ Michael Carrick အနေနဲ့ကစားသမားတွေကိုတီးတန့်ခေါ်ပြီးမင်းတို့ရဲ့စိတ်ဓာတ်တွေစာလောင်မှုတွေဘယ်ရောက်သွားပြီလဲလို့ပြင်းထန်မိကုန်းထုတ်ခဲ့မှသိကြပါတယ်ပထမပိုင်းမှာကျွန်တော်တို့လုံလောက်တဲ့ဖိအားပေးမှုနဲ့လုံးဝကိုမကစားနိုင်ပါဘူးဒီလိုထိုင်းမိုင်းတဲ့ပြဿနာကခဏခဏကိုဖြစ်နေရပါဒါဟာကြက်ခိုင်မှုနဲ့ဆိုင်တဲ့ပြဿနာလို့လည်းအကြောင်းပြလို့မရပါဘူးဘာလို့လဲဆိုတော့ Newcastle နဲ့ပွဲပြီး4ရက်အတွင်း2ပွဲဆက်ကန်ရလို့ပင်ပန်းတယ်ဆိုလို့ရှိရင်တော့အခု Villa နဲ့မတိုင်ခင်မှာကျွန်တော်တို့နားချိန်2ပတ်နီးပါးလောက်ရရှိခဲ့တာလေဒါပေမဲ့ Aston Villa ကလည်းအတိမတ်ပြရပါမယ်ပထမပိုင်းမှာသူတို့ရဲ့ခံစစ်ကအရန်ကိုချစ်လက်ခဲ့တာဖြစ်ပြီးတော့ United တို့ရုန်းကန်ရလောက်တဲ့ပုံစံမျိုးကိုသူတို့ကောင်းကောင်း
ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်ပထမပိုင်းမှာကျွန်တော်ကိုတော်တော်လေးဒေါသထွက်စေတဲ့အရာကဒါလော့စီကဘရူနိုစီကတကယ်ကိုအမိုက်စားဖြတ်တင်ဘောတွေဗီလာရဲ့ဂိုးအေရီယာတွေကိုအများကြီးရောက်ခဲ့ပါတယ်ဘယ်တောင်မန်ကကိုညာစီကလည်းလာပါသေးတယ်အဲ့ဒီအချိန်မှာဂိုးအရှိမှာအာမတ်ရဲ့အင်ကြီးကိုဆက်ခံလိုက်ရလို့ကျွန်တော်မြင်တော့တေချာပေါက်ပန်နတီလို့တောင်ထင်ခဲ့ပါသေးတယ်ဒါပေမဲ့ဖြစ်တဲ့ကဂိုးရှိကိုဖြတ်တင်ဘောတွေရောက်လာချိန်တိုင်းအဆုံးသက်ပေးဖို့ဆက်စကိုကကွင်းထဲမှာမရှိနေရပါနောက်ဆုံးဒုတိယပိုင်းမှာဆက်စကိုကွင်းထဲရောက်လာတော့မှ3-1ဆိုတဲ့အနိုင်ကိုတေချာပေါက်တွင်းယူတွားပေးခဲ့တာပါသူဂိုးသွင်းနိုင်တဲ့အတွက်တကယ်ကိုဝမ်းသာပါတယ်အမူမူကတော့လူစားလဲခံရတဲ့အချိန်မှာနည်းနည်းလေးစိတ်ပြတ်သွားပုံရပါတယ်ဒါပေမဲ့ကားရဲရဲ့ဒီလူစားလဲတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုတော့ကျွန်တော်တော်တော်လေးသဘောကျပါတယ်စဉ်းစားကြည့်ပါကားရဲကသူ့ရဲ့တိုက်စစ်မှုတွေကိုဘလို့ကိုင်းတွဲစီမံနေလဲဆိုတာရာသီအစာပိုင်းမှာ Shesco ကိုအရန်ကုန်မှာထိုင်ခိုင်းတဲ့အချိန်တွေရှိခဲ့တယ်ကိုညာကိုအရန်ကုန်မှာထိုင်ခိုင်းတာတွေရှိတယ်ပြီးတော့အမတ်ကိုလည်းပွဲထွက်လူစင်းကနေဖယ်ထုတ်ခဲ့တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်အခုတော့အမူမူကိုလူစားလဲဖယ်ထုတ်ရမယ့်အလှည့်ရောက်လာတာပါပဲဘယ်ကစားသမားမဆိုအမားနဲ့ကင်းပြီးတော့နေရာအမြဲတမ်းရနိုင်မယ်ဆိုတာမျိုးဘောလုံးလောကမှာလုံးဝမရှိပါဘူးဗျဒါက Manchester United နီးပြအမြဲတမ်းလက်ကင်ထားတဲ့စီးမြင်တစ်ခုပါပဲကားရဲ့အသင်းကိုစီမံခန့်ခွဲကုန်မှာအခုချိန်ထိတော်တော်လေးကိုထင်ကြီးစရာကောင်းနေပါတယ်ဒီနိုင်ပွဲကတကယ်ကိုခံစားဖို့ကောင်းလို့ပါတယ်ကျွန်တော်တို့အသင်းအရှိန်ဟုန်နဲ့တောက်လောင်နိုင်ဖို့လိုအပ်နေတဲ့မိဘကိုဖန်တီးပေးခဲ့ပြီးတော့တရားဒီလုံးခြေစွမ်းပြနေတဲ့ကပတိန်ဘရူနိုဖာနန်ဒက်စ်ကိုလည်းတကယ်ပဲစိတ်ရင်းနဲ့ချီးကျူးမိပါတယ်လိုပဲဖြစ်ဖြစ်အခု United ကလိမှာအဆင့်3နေရာကိုရောက်နေပါပြီဗီလာကိုလည်းအနိုင်လိုက်ပြီးဒီတစ်ပတ်မှာချက်စီကလည်းအမှတ်ရောခဲ့တယ်စပါးနဲ့လီဗာပူးတို့ကလည်းတရေကျပြီးတော့တယောက်တစ်မှတ်စီခွဲယူသွားခဲ့တယ်မန်စီးတီးလည်း2မှတ်ရောခဲ့သေးတာပဲလေကျွန်တော်ရှေးမှပြောခဲ့သလိုပဲချက်စီနဲ့လီဗာပူးတင်းတော့အမှတ်ရောဦးမယ်ဆိုပေမဲ့အခုတော့နှစ်သင်းစလုံးခြေချော်သွားပါပြီဒါကပဲကျွန်တော်တို့ကိုပြိုင်ဘက်ကင်းစေတဲ့အခြေအနေကိုတွန်းပို့ပေးလိုက်တာပါပဲ United အနေနဲ့ပြိုင်ဘက်တွေအမားလုံနေချိန်မှာခွင့်ရေးကိုအကောင်းဆုံးအသုံးချနိုင်တဲ့သတင်းပတ်တစ်ခုပါပဲဂျိုင်းနီးပြမိုက်ကယ်ကားရဲ့အတွက်တော့ Old Trafford မှာကင်တွယ်ရတဲ့9ပွဲစလုံးကိုအနိုင်ရရှိထားပြီးတော့အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းထားနိုင်ခဲ့တာတကယ်ကိုအချိန်ကြီးရပါပဲ Old Trafford ကပြိုင်ဘက်တွေအတွက်အရင်လိုဖျက်ကျော်အခက်တဲ့နေရာတွေပြန်ဖြစ်လာပါပြီအခုရှေ့ဆက်ပြီးတော့ဖုံးမောင်းတဲ့ပွဲသာအာယုံစိုက်ပြီးတော့နိုင်ခဲ့ရေးရှေ့လာမဲ့ရာသီမှာချန်ပီယံလိတချင်းတန်ကြီးကို United ပရိသတ်တွေ Old Trafford မှာပြန်ကြားရဖို့ရာဂိုင်နှုန်းတော်တော်လေးတေချာသွားပါပြီညီကိုတော့ဘယ်လိုမြင်လဲအခုခြေသွမ်းနဲ့ဆိုရင် Man U က Chelsea နဲ့ Liverpool တို့ကိုကြောပြီးတော့ချန်ပီယံလိဝင်ခွင့်တေချာပေါက်ရသွားနိုင်ပြီလားအိမ်ကွင်း9ပွဲဆက်နိုင်ထားတဲ့ Michael Carrick ကိုယာယီနီးပြအဖြစ်ကနေအမြဲတမ်းနီးပြအဖြစ်နဲ့ခန့်တင်ပြီလားဆိုတာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြတာပေါ့